တော့သူမြင်တယ်ကုသိုလ်ရေးတော့သူမမြင်ဘူးလေတစ်ဖက်မြင်တစ်ဖက်ကဧကစေကုပုဂ္ဂိုလ်လောကမှာမရှိတာလားရှိတာလားရှိပါပါဗျာတချို့ပုဂ္ဂိုလ်တွေကတော့စီးပွားရေးတွေကောင်းကြတယ်ပစ္စည်းဥစ္စာတွေကျွယ်ဝတယ်ချမ်းသာတယ်ပြည်စုံတယ်ဒါပေမဲ့လို့ဒါနကိုပြုရကောင်းမှမသိလူရတန်းရပေးရကဲရစိုးကျဲရကောင်းမှလည်းမသိဘူးသီလလေကုသိုလ်တရားတွေလည်းပဲမကောင်းဘူးဟုတ်လားသီလကိုစောင့်တရားကောင်းမှမသိထိမ့်သိမ်းရကောင်းမှလည်းမသိဘူးငါရဖို့ဆိုတဲ့လောဘနာကိုတကောက်ကောက်လိုက်တငါငါနဲ့ပဲကြီးပွားနေတဲ့ပုဂ္ဂိုလ်ဟုတ်ရဲ့လားအဲ့လိုပုဂ္ဂိုလ်ကစီးပွားရေးပညာစီးပွားရေးအသိကတော့သိတော်တယ်သိကောင်းတယ်ကုသိုလ်ရေးပညာကြတော့ဘာမှမရှိကိုရမှာကိုကြောင်းကိုကံကိုစီရီပတုပြုပြင်ရကောင်းမှမသိအလှူတွေလှူရကောင်းမှမသိရရွာမှာကိုပန်ဝန်းကျင်မှာမရှိဆင်းရဲသားတွေကိုလည်းပဲဘေကံဆိုကြရကောင်းမှမသိတဲ့ပုဂ္ဂိုလ်တွေလောကမှာမရှိတာလားရှိတာလားအဲ့လိုပုဂ္ဂိုလ်ကတစ်ဖက်မြင်တစ်ဖက်ကံစီးပွားရေးပဲမြင်တယ်သိရင်ပဲသွားရမှာပဲသွားမှာလောဘနဲ့သိစီးပွားရေးသမားရဲ့အဓိကပါလဲလောဘကိုခြေခံတယ်လောဘကိုခြေခံပြီးရင်ဟုတ်လားကိုလိုချင်တာမရလို့ရှိရင်ဒေါသတခါပြန်ဖြစ်တယ်မဖြစ်တာလားဖြစ်တာလားဒါကြောင့်မို့လို့စီးပွားရေးလဲရှားရမယ်ကုသိုလ်ရေးလဲလုပ်ရမယ်ဟုတ်လားဒါကြောင့်မို့လို့မိမိတို့မိမရှာဝေစုဆောင်ထားတဲ့စီစဉ်ဥစ္စာတွေကိုတဲ့ဟုတ်လားကုသိုလ်ရေးနဲ့ပြန်ပြီးတော့ယူရမယ်လဲယူရမယ်ဟုတ်ရဲ့လားဧကစေကုကပုဂ္ဂိုလ်ကတော့အဲ့လိုမဟုတ်ဘူးစီးပွားရေးပဲသူမြင်တယ်ကုသိုလ်ရေးဆိုတာလုံးဝမရှိကိုယ်အိမ်ကိုဆုံးခံကြွားလာတယ်ကိုယ်အိမ်ရှိကိုဆုံးခံကြွားတဲ့ယဟန်တော်တွေလည်းပဲဆုံးတစုံလောက်ဖို့စိတ်ကူးမရှိဘူးဟုတ်လားဟင်းတကွယ်လောင်းဖို့စိတ်ကူးမရှိဘူးစီးပွားရေးနောက်တကောက်ကောက်လိုက်တဲ့ခါကျတော့ကုသိုလ်လုပ်ဖို့မမိတ်တာလားမေ့တာလားမမိတ်တာလားမေ့တာလားအဲ့ဒီပုဂ္ဂိုလ်ကတစ်ဖက်မြင်တစ်ဖက်ကံပုဂ္ဂိုလ်ဘယ်နှယောက်ရှိ2ယောက်ရှိပြီနော်အင်တာညာမလို့စီးပွားရေးသာမြင်ပြီးတော့ကုသိုလ်ရေးပညာမျက်စိမရှိတဲ့ပုဂ္ဂိုလ်ကိုဧကစကုကတစ်ဖက်မြင်တစ်ဖက်ကံပုဂ္ဂိုလ်လိုက်ဆိုစီးပွားရေးတော့သူကမြင်ကုသိုလ်ရေးတော့သူမမြင်အဲ့ဒီလူဟာတစ်ဖက်မြင်စီးပွားရေးတော့သူမြင်တယ်ကုသိုလ်ရေးတော့သူမမြင်ဘူးအဲ့ဒီလူဟာတစ်ဖက်ပဲမြင်တယ်တစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ကဒီဘဝမှာတော့တဘဝစာကောင်းစားရင်ကောင်းစားလိမ့်မယ်သန္တရာမှာကတော့ကောင်းစားပါမလားမကောင်းစားနိုင်ဘူးဒါနံပါတ်1ပုဂ္ဂိုလ်ကမကောင်းစားနိုင်ဘူးနံပါတ်2ပုဂ္ဂိုလ်ကပစ္စုပန်မှာလည်းမကောင်းစားဘူးသန္တရာမှာလည်းမကောင်းစားဘူးအဲ့ဒီပုဂ္ဂိုလ်ကမျက်မမြင်နှစ်ဖက်ကံပုဂ္ဂိုလ်ဟုတ်လားနံပါတ်2ပုဂ္ဂိုလ်ကတော့လက်ရှိဘဝမှာကောင်းစားရင်ကောင်းစားမယ်သန္တရာအတွက်လုံးဝမကောင်းစားနိုင်တဲ့ပုဂ္ဂိုလ်တစ်ဖက်မြင်တစ်ဖက်ကံပုဂ္ဂိုလ်ဟုတ်လားနံပါတ်3ကဒွိစက်ခုတဲ့ဒွိစက်ကြီးဆိုတာကတော့စီးပွားရေးပညာမျက်စိလည်းရှိတယ်ကုသိုလ်ရေးပညာမျက်စိလည်းရှိတယ်နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ဗာမြင်တဲ့ပုဂ္ဂိုလ်နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်စီးပွားရေးလည်းပဲကြိုးစားပြီးရှာတယ်ကုသိုလ်ရေးလည်းပဲကြိုးစားပြီးလုပ်တဲ့ရာကြီးရွာကြီးဘယ်နာမှလိုအပ်တယ်ဆိုရင်လည်းပဲအလှူငွေတွေထည့်ကြတယ်ငါတို့ဘုရားကျောင်းကဒီမှာဘယ်နေရာဘလို့လိုအပ်တယ်ဆိုရင်လည်းပဲကိုယ်တိုင်ရှိကနေပြီးတော့ထည့်တဲ့ပုဂ္ဂိုလ်မျိုးဟုတ်ရဲ့လားအဲ့ဒါဒွိစက်ခုပုဂ္ဂိုလ်စီးပွားရေးကိုလည်းပဲစီးပွားရေးပညာလည်းသိတော်တယ်အဲ့ဒီပုဂ္ဂိုလ်ကစီးပွားရှာတတ်တယ်စီးပွားရေးမှာလည်းကြိုးကြိုးစားစားနဲ့ရှာတယ်ကြိုးကြိုးစားစားနဲ့ရအောင်စုဆောင်းတယ်
ရတဲ့စီစဉ်ဥစ္စာတွေကိုငါအတွက်ငါဟာဆိုတဲ့စိတ်နဲ့အတ္တတွေမများဘူးဟုတ်ရဲ့လားငါရတဲ့စီစဉ်တွေငါကြိုးစားပြီးပင်ပန်းကြိုးစားပြီးရှာဝေရတဲ့စီစဉ်ဥစ္စာတွေကိုသန္တရာအတွက်ပေါင်ယူမယ်ဒီဘဝကောင်းစားဖို့အတွက်ငါမကြည့်ဘူးသန္တရာဘဝဆက်တမလို့ကောင်းစားဖို့ငါကြိုးစားပြီးတော့လဲယူမယ်ဆိုပြီးတော့ညံကြီးရွာရေးမှလည်းပဲလိုအပ်တဲ့နေရာလူပေးတမ်းပေးတဲ့ကိုွယ်တဲ့ကြောက်ကံစီရီဖရာတို့ကြောက်ကံတွေကိုလည်းပဲလိုအပ်တဲ့နေရာမှာလူပေးတယ်တမ်းပေးတယ်ပြင်ဆင်ပေးတယ်ပြုပြင်ပေးတယ်အဲ့ဒီပုဂ္ဂိုလ်ကဘာပုဂ္ဂိုလ်နှစ်ဖက်မြင်ပုဂ္ဂိုလ်တွီးဆဲခုပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကဟုတ်ရဲ့လားဒါကြောင့်မလို့ဦးဇင်းတို့စီးပွားရေးများအရှင်းပြလိုက်မောက်မာတဲ့စိတ်တွေမမွေးနဲ့မှန်တဲ့တယ်တချို့ကဟုတ်ရဲ့လားစီးပွားရေးလေးနည်းနည်းကောင်းလာပြီဆိုရင်လူကိုလူလိုမမြင်တော့ဘူးဒီကောင်ကငါနဲ့ဓာတ်တူမဟုတ်ဘူးငါနဲ့မတန်ဘူးဒီလူနဲ့ငါနဲ့စကားပြောစရာမလိုအရှင်းတမ်းမတူဘူးဆိုပြီးတော့လူကိုလူလိုမမြင်တော့ဘူးမောက်မာသွားတာဘာဖြစ်သွားတာလဲမောက်မာသွားတာမာမာနာတွေတက်သွားတာအဲ့ဒီကနေပြီးအဲ့ဒီမာမာနာဆိုတာအကုသိုလ်စိတ်ကနေပြီးတောပုတ်ရင်နဲ့ဒါနဆိုတာပြွာကောင်းမှမသိသီလဆိုတာစောင့်တရားကောင်းမှမသိဘာဝနာဆိုတာပြွာကောင်းမှမသိမြောက်ကြွနဲ့သူများမေတ္တာပြည့်အောင်နေတတ်တဲ့တချို့ကဟုတ်ရဲ့လားပတ်စံရှိပေမဲ့တချို့ဝိုင်းအမုန်းခံရတဲ့ပုဂ္ဂိုလ်မရှိတာလားအဲ့ဒါမောက်မာတဲ့ပုဂ္ဂိုလ်လူကိုလူတို့မဆက်ဆံနိုင်မမြင်နိုင်တဲ့ပုဂ္ဂိုလ်ကသူများမေတ္တာမရဘူးဟုတ်ရဲ့လားဒါကြောင့်မလို့ကိုပင်ပန်းကြိုးစားရှာဖွေထားတဲ့စီစဉ်ဥစ္စာတွေကိုလည်းပဲကုသိုလ်ရင်ပညာမျက်စိနဲ့ကြည့်ပြီးတော့လဲယူဖို့မလိုဘူးလားလို့တဲ့အဲ့ဒီပုဂ္ဂိုလ်ကဘာပုဂ္ဂိုလ်နှစ်ဖက်မြင်ပုဂ္ဂိုလ်တွီးဆက်ခုပုဂ္ဂိုလ်ဘယ်လားဖြူလေးနော်တတ်ရှင်းစီးပွားရေးပညာမျက်စိနဲ့ကောင်းတဲ့စီးပွားရေးကိုလည်းကြိုးစားရှာဖွေတယ်ကုသိုလ်ရေးပညာမျက်စိနဲ့ကောင်းတဲ့ကုသိုလ်ရေးမှာဆိုလဲလက်မနေတတ်တဲ့ပုဂ္ဂိုလ်ဟုတ်လားဦးဇင်းတို့ဒီကျုံတုတ်ကလေးကြီးရွာဒီเจ้าကပါเจ้าရွာလေเจ้าမှာကြည့်လိုက်တော့ပင်မကျောင်းဆောင်ကြီးရှိသလားမရှိဘူးလားမရှိသေးဘူးမကြိုးစားရမှာလားကြိုးစားရမှာလားရှိတဲ့ပုဂ္ဂိုလ်တွေကရှေးကမှတည်ဥဆောင်ပြီးတော့ပင်မကျောင်းဆောင်တစ်ဆောင်ဆောင်ပြလိုက်ဦးနော်ပင်မကျောင်းတိုက်ဆိုတာပင်မကျောင်းဆောင်ကြီးရှိရတယ်ပင်မကျောင်းဆောင်ကြီးထဲမှာကျောင်းရဲ့အင်္ဂါဂုဏ်သိက္ခာနဲ့ညီမျှတာနော်အဲ့ဒါလည်းပဲတို့ဓမ္မမိတ်ဆွေများပင်မကျောင်းဆောင်လေးတစ်ဆောင်ရှိတဲ့ပုဂ္ဂိုလ်တွေကရှေ့ကရပ်တည်ပြီးတော့မရှိတဲ့ပုဂ္ဂိုလ်တော့မဟုတ်ဘူးပေါ့နော်နောက်တော့စွမ်းနေတဲ့ပုဂ္ဂိုလ်တွေကတော့သဲလေးတဆိုးဖြစ်အုပ်လေးတစ်ခဲဖြစ်ဝိုင်းဝန်းရမယ်ဆိုမပြီးနိုင်တာလားပြီးနိုင်တာလားဒီပုဂ္ဂိုလ်ကြတော့ဘာပုဂ္ဂိုလ်ဒွိစေခုပုဂ္ဂိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့လိုမမြင်ရမှာလားမြင်ရမှာလားဒါကြောင့်မလို့အဲ့လိုမြင်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကဘယ်လိုအကျိုးကျေးဇူးတွေရတယ်လဲဆိုရင်ဥပေတိဗတ္တကထာနာယတ္တကံတော်နာသောစတိဗတ္တကဒါနသောထုံးတစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်မျိုးသည်ဗတ္တကထာနာလဲကောင်းမြတ်သောနတ်ရွာနိဗ္ဗာန်သုဒ္ဓံသောချမ်းသာသောဥပေတိမုတ်ချမဲ့သွေရောက်ရပေတော့ဤယတ္တချင်းရောက်ရအယတ်နဲ့ဝါချင်းရောက်ရဌာနသောကံတော်သောရောက်ရ၍နာသောစတိစိုးရိမ်ပူပန်မရှိဘူးလို့ဘာဂဝါဘုရောချမတကေဘုရားရှင်ကိုရောမြတ်ကြီးသည်အဝေါစာကောင်းစွာမဲ့သွေမိန်ကြတော်မူခဲ့ပါပေသတည်းအဲ့လိုတစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်တွေအားလည်းပဲသူပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဘယ်နေရာဘယ်ဌာနကိုရောက်လဲဟုတ်ရဲ့လားစိုးရိမ်ပူပန်မှုဆိုတာလုံးဝမရှိဘူးတဲ့ဟုတ်လား
ဆိုရပူဆွေးမှုဆိုရတောကတွေကင်းတယ်ဟုတ်လားသင်လိုသွားတဲ့ကာမလည်းပဲလူချမ်းသာနတ်ချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာကုန်တိုင်းအကျိုးပေးတယ်လို့မြတ်စွာဘုရားကဟောတယ်ဟုတ်ရဲ့လားဒါကြောင့်မလို့ဓမ္မမိတ်ဆွေသူတော်ကောင်းတို့စီမရေးပညာမျက်စိရှိရမယ်ပုဂ္ဂိုလ်ဆိုတာကအနာတိကတံဝါဘောကံအတ္တိကိစေယအတ္တိကနဝါဘောကံဖာတိကရိယာသတ္တရတံသတ္တရူပံဒွိစကုဟောတိအနာတိကနံမယာရှိသေးသောဘောကံဝါစီစေဥစ္စာကိုလည်းအတ္တိကိစေယကြိုးစားပြီးတော့ရှားပွေစုဆောင်ရမယ်မရရှိသေးတဲ့စီးစိမ်ဥစ္စာတွေကိုရရှိလာအောင်ကြိုးစားပြီးမရှားပွေစုဆောင်ရမှာလားရှားပွေစုဆောင်ရမှာလားရှားပွေစုဆောင်ရမယ်အဓိကတံရရှိပြီးသောဘောကံဝါစီးစိမ်ဥစ္စာကိုလည်းဖာသိတိုးတက်လာအောင်ကြီးပွားလာအောင်တိုးတက်ကြီးပွားလာအောင်ကရိယာပြုလို့အားထုတ်ရမယ်တဲ့ဟုတ်လားရရှိပြီးတဲ့ကြီးပွားဥစ္စာတွေကိုလည်းပဲတိုးတက်ကြီးပွားလာအောင်ဒီကမဲ့ကတိုးတဲ့တိုးလာအောင်များတဲ့များလာအောင်မလို့ရမှာလားလို့ရမှာလားလို့ရမယ်လေတထာရူပံထိုသောသဘောရှိသောဒီစကုနှစ်ပဲမြင်သောပုဂ္ဂိုလ်သည်ဟောတိဖြစ်တယ်တဲ့အဲ့လိုပုဂ္ဂိုလ်များတာစီးပွားရေးမျက်စိနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ကပြောတယ်မရရှိသေးတဲ့စီးစိမ်ဥစ္စာတွေကိုရရှိအောင်ကြိုးစားပါတဲ့မကြိုးစားရမှာလားကြိုးစားရမှာလားတချို့ပုဂ္ဂိုလ်တွေကလောကမှာနေတဲ့ကဖာတိဖာသာနေတယ်လွယ်စားရတယ်ဆိုပြီးတော့ခြိတာလေးနဲ့စားအရှင်ပြည်လိုနေကိုအိမ်မှာစားစရာမဖြစ်အမျိုးအိမ်လေးမှာလှက်ပတ်စားအလို့ဆိုတာလဲမဲရမလို့ဟိုရောင်ဒီရောင်ဟုတ်လားအရဲကတောက်ချင်သေးတချို့ကဟုတ်ရလားကိုယ့်ဟာကိုကြတော့အလုတ်ကမလုတ်ချင်းပိဋိဘေကနဲ့စီးပွားဥစ္စာဆာယာကောင်းမှမသိဒါကြောင့်မို့လို့မြတ်စွာဘုရားကစီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်မရရှိသေးတဲ့စီးစိမ်ဥစ္စာတွေကိုရရှိလာအောင်ကြိုးစားပါရှားပွေပါစုဆောင်းပါတဲ့အဲ့လိုကြိုးစားရှားပွေစုဆောင်းတဲ့စီးစိမ်ဥစ္စာတွေကိုဖာတိန်ကရောတိတဲ့ဒီကဲမကတိုးပွားလာအောင်နော်တိုးလာအောင်လုပ်ရမှာပေါ့ဟုတ်လားခိုင်မြဲပြီးတော့နေအောင်တိုးတက်လာအောင်ကြီးပွားလာအောင်ကိုကပြန်ပြီးတော့စီးပွားကိုထပ်လုပ်တတ်ရမယ်ပို့ပြီးတော့တိုးလာအောင်လုပ်တတ်ရမယ်တဲ့ဒါစီးပွားရေးပညာမျက်စိရှိတဲ့ပုဂ္ဂိုလ်ဟုတ်ရဲ့လားကုသိုလ်ရေးပညာမျက်စိကြတော့ကုသလာကုသနေဓမ္မေသာနေယသာဝေဇာနာဝိစေဓမ္မေသာနေယဟိနပဏိတေဓမ္မေသာနေယကနာသုခသပိပါကေဓမ္မေသာနေယတထာရူပံဒွိစကုဟောတိတဲ့ကုသိုလ်ရေးပညာမျက်စိဆိုတာဘယ်လိုရှိရမလဲဆိုရင်ကုသလာကုသနေဓမ္မေကုသိုလ်အာဟုသောတရားတို့၌အဓိကိစေယခွဲခြားပြီးတော့သိရမယ်။ဘာနဲ့ဘာကိုခွဲခြားပြီးသိကုသိုလ်နဲ့အာဟုသောကိုခွဲခြားပြီးတော့သိရမယ်တဲ့။လူမိုက်ဆိုတာကုသိုလ်အာဟုသောခွဲခြားပြီးသိရလားသိပါဘူးဗျာ။လူလေးမှဆိုရင်တော့ဒါကကုသိုလ်ဒါကအာဟုသောဆိုပြီးတော့ခွဲခြားပြီးမသိတာလားသိတာလားသိပါရဲ့ဗျာ။ဒါကြောင့်မလို့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတွေကလူမိုက်တွေလားလူလိမ္မာတွေလားလူလိမ္မာဆိုရင်ကုသိုလ်အကုသိုလ်ကိုခွဲခြားပြီးသိရမယ်ဒါကပါဒါကကုသိုလ်ဒါကအကုသိုလ်အဖြူအမဲကွဲရမယ်ဟုတ်ရဲ့လားအကုသိုလ်ဆိုရင်လည်းပဲလုံးသေးတဲ့အလုံးလားမလုံးသေးတဲ့အလုံးလားမလုံးသေးတဲ့အလုံးကိုလုံးပြီးရင်မရောက်သေးမရောက်ထိုက်တဲ့နေရာကိုရမယ်မရသည်မရထိုက်တဲ့အကျိုးဆိုးကျိုးတွေကိုမခံစားရမှာလားခံစားရမှာလားအဲ့ဒါကဘာမသိလို့အကုသိုလ်မှမသိတဲ့ခါကျတော့မလုံးမိတာလားလုံးမိတာလားကုသိုလ်မှလည်းသူမသိဘူးအကုသိုလ်မှမသိတဲ့ခါကျတော့အကုသိုလ်တွေလုံးမိတယ်မရသည်မရထိုက်တဲ့ဆိုးကျိုးတွေရတယ်ဟုတ်လား
အင်းဒါကြောင့်မို့လို့လူနေမှာဆိုလို့ရှိရင်တဲ့ကုသိုလ်အကုသိုလ်ကိုခွဲခြားပြီးတော့သိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အကုသိုလ်ဆိုရင်လုပ်ရမှာလားမလုပ်ရမှာလားကုသိုလ်ဆိုလို့ရှိရင်မလုပ်ရမှာလားလုပ်ရမှာလားလုပ်ရမယ်ကုသိုလ်တရားဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်အခြေရရသလိုလုပ်ရမယ်ငါမအားဘူးဆိုပြီးတော့အခြေမဆွဲနဲ့ဟုတ်ရဲ့လားမအားသေးဘူးတရားနာဖို့မအားသေးဘူးကြောင်းသွားဖို့မအားသေးဘူးမအားရင်နဲ့အားပြီးတော့သေသွားကြတာလေမများပေဘူးလားအေးအားတာသေမှအားမှာဟုတ်လားကုသိုလ်ဆိုလို့ရှိရင်အသံကြားတာနဲ့ကိုလို့စိတ်ထဲမှာပေါ်လာတဲ့နဲ့တန်းလို့ရမယ်အဲ့ဒါဒီပါလဲကုသိုလ်ကိုလို့ရမှာဒီကုသိုလ်ကသာလည်းလက်ရှိရဲ့ဘဝမှာလည်းပဲကောင်းကျိုးချမ်းသာကိုပေးမယ်တမလုံးလောကနောင်ဘဝမှာလည်းပဲကောင်းကျိုးချမ်းသာတွေကိုပေးမယ်ဒီပုဂ္ဂိုလ်ဟာကုသိုလ်ရေးပညာမျက်စိမရှိတာလားရှိတာလားအင်တာကြောင့်မလို့ကုသလကုသတိဓမ္မေဇာနေရတဲ့ကုသိုလ်အကုသိုလ်တရားတွေကိုလည်းပဲခွဲခြားပြီးတော့သိရမယ်တဲ့သာဝေကနာဝိစေဓမ္မေဇာနေရတဲ့အပြစ်ရှိတဲ့အလုံးအပြစ်မရှိတဲ့အလုံးတွေကိုလည်းပဲခွဲခြားပြီးသိရမယ်တဲ့ဟုတ်ရဲ့လားလောကမှာကိုလုံးလိုက်တဲ့အလုံးတစ်ခုကိုပြောလိုက်တဲ့စကားတစ်ခုသူများနစ်နာသွားမလားသူများစိတ်ဆင်းရဲသွားမလားသူများစိတ်ထိခိုက်သွားမလားဆိုတာမပြောခင်မစင်စားရမှာလားစင်စားရမှာလားအေးမလုပ်ခင်မစင်စားရမှာလားစင်စားရမှာလားအေးဒါကြောင့်မလို့သာဝေကနာဝေစီအပြည့်ရှိတဲ့အလုံးအပြည့်ကင်းတဲ့အလုံးဆိုတာလည်းပဲဒုဓမ္မမိတ်ဆွေများခွဲခြားပြီးတော့မသိရမှာလားသိရမှာလားသိရပါဘူးဒါကြောင့်မလို့အဲ့ဒီပုဂ္ဂိုလ်ကသာလေတစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ကုသိုလ်ရေးပညာမျက်စိရှိတဲ့ပုဂ္ဂိုလ်သာလေသိနိုင်တာဟုတ်ရဲ့လားကုသိုလ်ရေးတွေကိုမေ့နေတဲ့ပုဂ္ဂိုလ်ဆိုရင်မသိနိုင်ဘူးဟုတ်ရဲ့လားနောက်တစ်မျိုးကဘာလဲဆိုလို့ရှိရင်ဟိနပဏိတိဓမ္မေဇာနေယတဲ့ဟိနပဏိတိဓမ္မေဟိနပဏိတိဓမ္မေယုံညာတဲ့အကျင့်မြင့်မြတ်တဲ့အကျင့်ရဲ့လို့လည်းပဲဇာနေယကွဲခြားပြီးတော့သိရမယ်။ဘာအကျင့်နဲ့ဘာအကျင့်ကိုသိရမှာအဲ့လိုပဲပေါ့ယုံညာတဲ့အကျင့်ကအမြင်ရောင်လေးဖြူစင်တဲ့အကျင့်ကဖြူရောင်လေးယုံညာတဲ့အကျင့်ဖြူစင်တဲ့အကျင့်ရဲ့လို့လည်းပဲခွဲခြားပြီးသိရမယ်တဲ့ဟုတ်ရဲ့လားဓမ္မမိတ်ဆွေများမသိတာလားသိတာလားအောက်တန်းကြတဲ့အလုပ်ယုံညံ့တဲ့အလုပ်ဆိုတာဘယ်လိုအလုပ်တွေကာယကံဝစီကံမကောင်းတဲ့ပုဂ္ဂိုလ်တွေကအောက်တန်းကြတဲ့အလုပ်ယုံညံ့တဲ့အလုပ်တွေလုပ်တယ်ကံသုံးပါကာယကံမကောင်းတဲ့ပုဂ္ဂိုလ်တွေဝစီကံညံ့ပြင်းတဲ့ပုဂ္ဂိုလ်တွေမနောကံစိတ်နှလုံးမကောင်းတဲ့ပုဂ္ဂိုလ်တွေကယုံညံ့တဲ့အလုပ်တွေကိုမလုပ်တာလားလုပ်တာလားအဲ့ဒီကံသုံးပါးပုဂ္ဂိုလ်တွေကောင်းတဲ့ပုဂ္ဂိုလ်တွေကတော့မြင့်မြတ်တဲ့ဖြူစင်တဲ့အလုပ်တွေကိုလုပ်တယ်ဟုတ်လားမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်တယ်တဲ့ဒါကြောင့်မလို့နှစ်ဖက်မြင်တဲ့ကုသိုလ်ရေးပညာမျက်စိအားကောင်းတဲ့ပုဂ္ဂိုလ်ကုသိုလ်ရေးပညာမျက်စိရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့လိုခွဲခြားပြီးတော့သိတယ်တဲ့ယုံညာတဲ့အကျင့်မြင့်မြတ်တဲ့အကျင့်ဆိုပြီးတော့ခွဲခြားပြီးသိတယ်ယုံညာတဲ့အကျင့်နောက်ကိုမလိုက်ဘူးမြင့်မြတ်တဲ့အကျင့်နောက်ကိုလိုက်တယ်ဒုဓမ္မမိတ်ဆွေများယနေ့မဟာပုဂ္ဂရိသင်္ကန်းအာလိုစုပေါင်းပြီးတော့လှူဒန်းကြတာသည်ပဲအကျင့်နောက်ကိုလိုက်တာလဲမြင့်မြတ်တဲ့အကျင့်နောက်ကိုလိုက်လို့လူနိုင်တန်းနိုင်လားညုံညာတဲ့အကျင့်နောက်ကိုလိုက်ရင်တော့ခုတော့လူနိုင်ပါမလားမလူနိုင်တော့ဘူးဒါကြောင့်မလို့ဓမ္မမိတ်ဆွေများကကုသိုလ်ရင်ပညာမျက်စိမရှိတာလားရှိတာလားကိုယ်ကိုဝမ်းမြောက်ဝမ်းသာပြီးတော့ကြည်နူးနေရမယ်ဟုတ်ရဲ့လားကနာဒုက္ခသပ္ပရိပါကေဓမ္မိသာနေယတဲ့ဖြူစင်တဲ့အကျင့်မဲမြင့်တဲ့အကျင့်တွေလို့လည်းပဲခွဲခြားပြီးတော့မသိရမှာလားသိရမှာလားဖြူစင်တဲ့အကျင့်ဆိုတာကတော့အလုံးသိတဲ့အတိုင်းဖြူစင်တဲ့အကျင့်ဆိုတာ
ကောင်းတဲ့အจิตပေါ့စိတ်ကောင်းနှလုံးသားချင်းပြည့်မြတ်တာနိဗ္ဗာန်ထိရောက်သွားပြီနော်မဲ့ညာဘုံညာတိတော့ရောက်သွားပြီဟုတ်လားမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စေကုန်ထားတဲ့ဟုတ်လားမကောင်းမှုတွေရှောင်ရမယ်ကောင်းမှုတွေဆိုရင်ဆောင်ပြီးတော့မိမိစိတ်နှလုံးသားနဲ့ဖြူစင်နေမယ်ဆိုလို့ရှိရင်ဒါဖြူစင်တဲ့အကျင့်ဒါကမဲကြီးတဲ့အကျင့်ဆိုတာကတော့အကုသိုလ်တွေလုပ်နေရင်ဘာအကျင့်ကျင့်နေတာလဲမဲကြီးတဲ့အကျင့်ဒါကြောင့်မလို့ကုသိုလ်ရေးပညာမျက်စိရှိတဲ့ပုဂ္ဂိုလ်ဆိုတာကဖြူစင်တဲ့အကျင့်မဲကြီးတဲ့အကျင့်ရလို့ခွဲခြားပြီးသိပြီးတော့မကောင်းတာတွေကိုရှောင်တယ်ကောင်းတာတွေကိုဆောင်ပြီးနေတယ်ဟုတ်ရဲ့လားဒါကြောင့်မို့လို့အဲ့လိုပုဂ္ဂိုလ်မျိုးကဒွိစက်ခုပုဂ္ဂိုလ်ဘာစက်ခုပုဂ္ဂိုလ်ဆိုတော့ကကုသိုလ်ရေးပညာမျက်စိလည်းရှိလာပြီစီပွားရေးပညာမျက်စိလည်းရှိလာပြီအခုကုသိုလ်ရေးပညာမျက်စိလည်းရှိလာပြန်တော့ဟုတ်လားနဲ့ချမ်းသာလို့ချင်းရင်ဘယ်နဲ့ပဲမြင်ရမှာလက်ပဲမြင်ရမှာတဲ့လက်ရှိဘဝမှာလည်းချမ်းသာကိုရနေပြီနောက်သမလောလောကသန္တရာအတွက်လည်းပဲကုသိုလ်ရေးပညာမျက်စိနဲ့ချမ်းသာတွေကိုယူမသွားတာလားယူသွားတာလားဒါကြောင့်မို့လို့အဲ့လိုနှစ်ဖက်မြင်မှာလောကီချမ်းသာရောလောကုတ္တရာချမ်းသာရောချမ်းသာဘယ်နှမျိုးရတို့ဓမ္မမိတ်ဆွေများမရချင်တာလားရချင်တာလားရချင်တယ်ဆိုရင်လည်းဒီကလည်းကျောင်းထဲကြီးထဲမှာပင်မကျောင်းဆောင်ကြီးကိုလည်းပဲအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဝိုင်းဝန်းပြီးတော့ဆောက်လို့မလှူဒန်းရမှာလားလှူဒန်းရမှာလားလှူဒန်းပေးလိုက်ကြပါလို့လှူပေးမယ်မို့လားလှူပေးလိုက်ပါနော်ကဲအားလုံးဓမ္မမိတ်ဆွေများရှင်နဲ့ကထိန်သင်္ကန်းလှူဒန်းလာပြီးနှစ်ဖက်မြင်နှစ်ဖက်မမြင်လို့လှူတာလားနှစ်ဖက်မြင်လို့လှူတာလားနှစ်ဖက်မြင်လို့လှူနေမိမိတို့ကလည်းပဲစီးပွားရေးအစဉ်ပြင်းနေလို့သာလှူနိုင်တယ်ဟုတ်တယ်မလားစီးပွားရေးအစဉ်မပြင်းလှူနိုင်ရဲ့လားလှူခြင်းစေရှိပေမဲ့အလှူဝတ္ထုကမရှိဘူးဆိုရင်မလှူနိုင်ပြန်ချမ်းသာတာဒီအတိတ်ကံရဲ့မုံမြတ်တဲ့ကုသိုလ်တစ်မျိုးပဲပတ်စံရှိတဲ့ပုဂ္ဂိုလ်ကပတ်စံရှိတဲ့အခါကျတော့ဘာမှမတောင်းမတမကြောင်းမကြပဲနဲ့စိတ်တိုင်းကြလှူခွေရတယ်ပတ်စံမရှိတဲ့ပုဂ္ဂိုလ်ကြတော့စိတ်တိုင်းကြလှူခွေရရဲ့လားဒါကြောင့်မလို့မရှိလို့မလှူလို့မရှိဟုတ်ရဲ့လားဒါကြောင့်မလို့ရှိတာလေးနဲ့နိုင်အားသလောက်မလှူရမှာလားလှူရမှာလားသူများကသိင်္ဂနာနဲ့လှူနိုင်ရင်လှူနေလို့ရှိရင်ကိုကတော့100 200ပဲဖြစ်ဖြစ်900 1000ပဲဖြစ်ဖြစ်စွမ်းနိုင်သလောက်လေးမလှူရမှာလားလှူရမှာလားလှူရမှာနော်ဒါကြောင့်မို့လို့ငါမလှူနိုင်ဘူးသူများတွေအများကြီးလှူတယ်ငါကတော့နည်းနည်းလေးလှူရမှာရှက်တယ်ဆိုပြီးတော့မနေနဲ့ကိုယ့်ရဲ့စေတနာကအဓိကဟောရလားဘုရားရှင်လက်ထက်တော်ကမောင်ပုံနာဆိုကြားဘူးလားကြားဘူးတယ်ကြားဘူးရပြီမပြောတော့ပါဘူးဟုတ်တယ်မလားကြားဘူးတော်ပြီမို့လားကြားဘူးမြန်မြန်ပြီးတာပေါ့ဟုတ်တယ်မလားတခါမညောင်းသေးဘူးနော်ညောင်းပြီလားမညောင်းသေးဘူးလေရတယ်ရသေးတယ်တော့ဟုတ်လားမောင်ပုံနာဆိုတာဘုရားရှင်လက်ထက်တော်ကနော်ရသော်ဘုရားရှင်ရာဇဂိုပြည့်စီတော်ဝေလူဟောကျောင်းတော်မှာဇီတော်ကျောင်းတော်မှာတရင်တော်မူစဉ်ကဟုတ်လားအဲ့ဒီရာဇဂိုမျိုးကြီးမှာကကုမနဆိုတဲ့တထေကြီးတယောက်ရှိတယ်တထေကြီးနာမည်ကကုမနဆိုတဲ့တထေကြီးတယောက်ရှိတယ်တထေကြီးစီမှာသရင်ငါလုံးနေတာကမောင်ပူနာတို့လင်မယားနဲ့သာသမီတယောက်မိသားစုဘယ်နှယောက်3ယောက်ရှိတယ်တဲ့ကုမနတထေကြီးရဲ့မောင်ပူနာတို့မိသားစုရဲ့မိသားစု3ယောက်ရှိတယ်မောင်ပုံနာတို့မိသားစုကတော့ကုမနအေးရဲ့ခြံထဲမှာတဲကလေးထိုးပြီးတော့ငာရပြီးနေရတယ်ကုမနရဲ့တထေကြီးပိုင်ဆိုင်တဲ့လေယာတွေကိုမောင်ပုံနာကအလုံးလို့ရတယ်တင်ရင်ငါလို့ရတာပေါ့နော်တင်ရင်ငါလို့ပြီးတော့နေရတယ်အဲ့ဒီမှာတနေသောအခါမောင်ပုံနာကသူတို့ရဲ့ရာဇဂိုမြို့ကြီးမှာကနှစ်စဉ်နှစ်တိုင်းတစ်နှစ်မှာတစ်ကြိမ်9ရက်တိတိနက္ခတ်ပွဲသမီးကျင်းပတာနက္ခတ်ပူဇော်ပွဲကြီး
9 ရက်ဒီဒီဖြစ်ပါတယ်မြို့လူမျိုးသားတွေကလည်းတုံးအောင်တယုံယုံနေပျော်စရာကြီးပေါ့ပွဲတော်ကြီးอ่ะအဲ့လိုပွဲတော်ကြီးကျင်းပနေတဲ့အချိန်မှာမောင်မုံနာတို့မိသားစုကသူများပျော်တယ်လို့မပျော်နိုင်ရှာဘူးဆင်းရဲတာဟုတ်ရဲ့လားသူများလက်ကပွဲနေမင်းသွားလို့ရှိရင်အဝေါ်စားတွေကလည်းတက်ပြတ်မဝေါ်ရတာလားဝေါ်ရတာလားဝေါ်ရလေဟောသမီးလေးကလည်းပါတဲ့ခါကျတော့စားပွဲလေးကလေးလေးလို့ချင်းမဝယ်ပေးရမလားဝယ်ပေးရမလားဝယ်ပေးရမယ်အဲ့ဒီခါကျတော့သူတို့တွေကမိသားစုတွေကဆင်းရဲတဲ့ခါကျတော့အဲ့ဒီလက်ကပွဲတင်မကြီးမှာသူများပြောသလိုသွားမပြောနိုင်ရှာဘူးတဲ့အဲ့ဒီခါကျတော့မောင်ဘုံနာကနေပြီးတော့တထေးကြီးစီမှာနွားတချင်းကိုယူပြီးတော့ကဲနှမရေငါတော့လက်ထုံးသွားတော့မယ်သူများတွေလက်ခံပွဲတင်ပြောနေသလိုမျိုးငါတို့ကမပြောနိုင်ဘူးနှမရေငါတို့ကတနေ့လုံးမှတနေ့စားရတယ်ဒီနေ့ငါအတွက်သမင်းနှစ်ဆပို့ပြီးတော့လဲတဲ့ကိုလာပို့လဲပါငါလက်ထုံးသွားတော့မယ်ဆိုပြီးတော့သူ့ရဲ့ဇနီးကိုမှာခဲ့တယ်မှာပြီးတော့လဲတော့တဲ့ဆင်းသွားလဲတွေထုံရင်နဲ့အဲ့ဒီမှာလဲထုံနေတဲ့အချိန်မှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကနိရောဓသမဘာကထားတယ်တဲ့အရှင်သာရိပုတ္တရာမထေရမြတ်ဆိုတာမကြားဘူးတာလားကြားဘူးတာလားကြားဘူးတယ်နော်မြတ်စွာဘုရားရဲ့ဘာယံလက်ရတော်ယံရှင်သာရိပုတ္တရာမထေရမြတ်ကြီးကနိရောဓသမဘာကထားတဲ့နေ့အဲ့ဒီချိန်မှာမောင်ဘုံနာရှိတဲ့လဲကိုကြွားသွားတာပေါ့နော်နိရောဓသမဘာကမြည်ထားတဲ့အချိန်မှာအဲ့ဒီလဲဝေနာဘာကရေတွင်းကြီးကတတွင်းရှိတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကရေတွင်းကြီးဖေးမှာရတဲ့ခါကျတော့မောင်ဘုံနာကမထေရမြတ်ကြီးကိုမြင်သွားတဲ့အခါကျတော့ရှင်သူမြတ်ကြီးကြွလာတာပဲငါဘာလို့ရင်ကောင်းမလဲငါမှလူစရာဘာမှမရှိဘူးလူစရာတွေလည်းမရှိဘူးဆိုပြီးတော့ကဲမနေ့ဆိုတော့ဓမ္ပူရိကမဲ့ရေရိကမဲ့ဆိုပြီးတော့တစ်ပင်လေးကိုခုတ်ပြီးတော့ဓမ္ပူကလေးသွားကြထုတ်တယ်သွားတိုက်တယ်လေးလုတ်ပေးအရှင်လူမြတ်ကြီးစီကနေပြီးတော့တပိတော်ကိုယူရေတွင်းကရေတွေကိုရေစိကလေးနဲ့ထက်မျက်နှာတက်တော်ရေတောက်တော်ရေချမ်းတွေကိုလုတ်ပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုဆက်ကလှူဒန်းတယ်သူလူတာကြည်စံဘာမှတန်ဖိုးရှိတဲ့ပစ္စည်းတွေမဟုတ်ဘူးနော်ရေတွေလူတယ်သွားကြထုတ်တယ်ဓမ္ပူလေးသွားတိုက်တန်လေးတစ်တုံးလေးနဲ့လုတ်ပြီးလှူတယ်လှူလိုက်တယ်အဲ့မှာရှင်လူမြတ်ကြီးကသူလူတဲ့ရေနဲ့မျက်နာတွေသစ်ရေတွေတောက်သုံးဆောင်ဖုံးပေးပြီးတော့အဲ့မှာသူလူပြီးတဲ့ဟာကြတော့သာရိပုတ္တရာရှင်သာရိပုတ္တရာမထေရမြတ်ကြီးကသူ့စီကနေပြီးတော့ကြွသွားတဲ့အခါကျတော့လမ်းမှာမောင်ဘုံနာရဲ့ဇနီးကလည်းပဲမောင်ဘုံနာကိုထမင်းပို့ဖို့ဆိုပြီးတော့ထမင်းတောင်းကြီးရွက်ပြီးတော့လာတဲ့အချိန်မှာအရှင်သာရိပုတ္တရာမထေရမြတ်နဲ့အဲ့ဒီမောင်ဘုံနာရဲ့ဇနီးနဲ့လမ်းမှာသွားတွေ့မောင်ဘုံနာရဲ့ဇနီးကလည်းပဲအင်မတန်မှတရားကောင်းရှာတယ်ဆင်းရဲပေမဲ့လို့အတိတရားတွေမမွဲဘူးဟုတ်လားယန္တာမထေရမြတ်ကြီးကိုမြင်တဲ့တန်ဥချပြီးတော့ယန္တာအရှင်မြတ်ကြီးရဲ့လက်ထဲမှာသပိတ်ကိုမြင်တဲ့ဆွန်းတောင်းကိုဖွင့်ပြီးတော့ဆွန်းတွေအကူလောင်းတာအဲ့ဒါသူ့နေယောက်ျားတွေမောင်မုံနာတွေယူလာတဲ့သမင်းတွေနော်သမင်းတွေကိုယန္တာအရှင်မြတ်ကြီးရှင်သာရိပုတ္တရာအရှင်မြတ်ကြီးကိုမြင်တဲ့အဲ့ဒီသမင်းတွေအကုန်လုံးလောင်းတဲ့အခါကျတော့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကတဝက်လောက်ရောက်တာနဲ့တပိတ်တော်ကိုဖုံးလိုက်တော့တာအကုန်လုံးအလူမခံဘူးသူ့အမျိုးသားအတွက်စားပါစီဆိုတဲ့သဘောမျိုးနဲ့ပေါ့အကုန်လုံးအလူမခံဘူးတပိတ်တော်ကိုပေးလိုက်တယ်တော်ပြီဆိုတဲ့သဘောမျိုးနဲ့အဲ့ဒီမှာမောင်မုံနာရဲ့ဇနီးကဘယ်လိုလျှောက်တယ်လဲဆိုတော့အရှင်မြတ်ကြီးဖေဟာဤဆွမ်းတွေဤသမင်းတွေဟာတယောက်စားပဲစားတော့ပါတယ်ဖေဟာနှစ်ယောက်စားတွဲခွဲပြီးတော့စားဖို့မလောက်ပါဘူးဖေဟာတဲ့ဝေခွက်လို့မရပါဘူးဖေဟာတဲ့ရှိသမျှဆွမ်းတွေကိုအကုန်လုံးအလှခံတော်မူပါဖေဟာတပည့်တော်တို့ကိုဒီတဘွားစာကိုပဲမကြည့်ပါနဲ့ဖေဟာတဲ့ဒီဌာနတော်နော်တပည့်တော်တို့ဘဝတွေကိုဒီတဘွားစာပဲမကြည့်ပါနဲ့ဖေဟာတမလွန်လောကနောက်ဘဝအထိကြည့်ပြီးတော့ဒီဆွမ်းတွေကိုအကုန်လုံးအလှခံတော်မူပါဖေဟာတဲ့ဟုတ်ရဲ့လား
တဘောစာကိုကြည့်ပြီးတော့တပြည့်တော်တို့ဆွမ်းကိုမလူခံပါနဲ့တရားတဲ့တမန်တော်လောကသန္တရာကိုကြည့်ပြီးတော့တပြည့်တော်တို့ဘဝဆင်းရဲတာပေါ့ပြောချင်တာကဆင်းရဲနေတဲ့ဘဝလေးကိုကဲတင်ပေးပါပေါ့ဆိုလိုတာကဟုတ်တယ်မို့လားသန္တရာတစ်ချောင်းမှာကောင်းစားဖို့အတွက်ကြည့်ပြီးတော့အလှခံတော်မူပါဖရာဆိုပြီးတော့ရှိသည်များတောင်းတမှာပါတဲ့သမီးတွေကိုအကိုလိုလောင်းချလိုက်တယ်တပိထဲကိုအဲ့ဒီခါကျမှရှင်သာရိပုတ္တရာမထေရမြတ်ကြီးကတပိတော်ကိုခွေးပြီးတော့အလှခံလိုက်တယ်အကုန်လုံးအလှခံပြီးတော့ဒီတိုင်းနေသလားဆိုတော့အဲ့ဒီမောင်မောင်နာရဲ့ဇနီးကဒီတိုင်းနေကိုစုတခုတောင်းတယ်။ဘာတောင်းတာလဲစုတခုတောင်းတယ်။ဘာစုကိုတောင်းတယ်လဲဆိုလို့ရှိရင်ဒုမေဒိဋ္ဌဓမ္မဒေဝဘာဂိအတံဣတိပဋ္ဌနာအကာတိတဲ့ဗန္တိအရှင်မြတ်ကြီးဖေယဣမိနာပုံညာကံမေနာဤလူတန်ရသောကောင်းမှုကုသိုလ်ကံစေတနာကြောင့်မဟုတ်သေးဘူးခုနကဒါစုမတောင်းသေးဘူးတခုကြံနေတယ်ဗန္တိဣဒံဒုက္ခံဝပဏိတံဝအာစင်တေတွာဒါသတဝောသင်္ကဟံကရောထာတဲ့ဗန္တိအရှင်မြတ်ကြီးဖျားဣဒံဆင်းရဲလာစွာသောတတိတော်မာလေးရဲ့ဆွမ်းဘောစင်ကိုလူခံဝါယုံဉာဏ်သည်ဟူ၍လည်းကောင်းပဏိတဝါမြင့်မြတ်သည်ဟူ၍လည်းကောင်းအစင်တေလွာသဘောမတာစဉ်းစားတော်မမူပဲဝေါ်အရှင်ဘုရားတို့ဤဒါသသတတိသာမြေကျွန်းမာလေးဖြစ်တဲ့တတိတော်ကိုသင်္ကဟံသနာဆောက်ရှောက်ချီးမြှောက်သောအဖြစ်ကရောထာကရုဏာတရားရှိမှထား၍အလိုခံတော်မူပါရှင်ဘုရားရဲ့လိုအကာတိကောင်းစွာမဲ့တွေရှောင်ထားလိုက်ပါပေတော်သတည်းအရှင်မြတ်ကြီးဘုရားဆင်းရဲလှတဲ့တပည့်တော်မလေးရဲ့ဆွမ်းဘောစဉ်ကိုယုံညံ့တဲ့ကောင်းမြတ်တဲ့ရုပ်တဲ့မြတ်ယုံညံ့တဲ့ကောင်းမြတ်တဲ့ဟူပြီးတော့စိတ်ထဲမှာမထားပဲနဲ့အရှင်ဘုရားရဲ့ကျွမ်းမလေးလူလန်းတဲ့ဆွမ်းဘောစဉ်ကိုသနာဆောက်ရှောက်ချီးမြှောက်သောအဖြစ်အလှခံတော်မူပါဖေယားဆိုပြီးတော့အဲ့လိုလျှောက်ပြီးတော့ဆွမ်းဘောစဉ်ကိုမလှူတာလားလှူတာလားလှူလိုက်တယ်လှူပြီးမှဆူတောင်းတယ်ဒုမေဟိဒိဋ္ဌဓမ္မသေဝဘာဂိအတံဣတိပဋ္ဌနာအကာတိဗန္တိအရှင်မြတ်ကြီးဘုရားဣမိနာပုံညာကံမေနာတတိတော်မှာလူနာနဲ့ဤဆွမ်းခဲ့ပဲဘောစဉ်ဆွမ်းအကျိုးကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်ဒုမေအရှင်ဘုရားတို့သည်ဒိဋ္ဌဓမ္မသေဝသိမြတ်အသောသစ္စာ၄ပါးမြတ်တရား